ငါလည်းအဲ့စားတော့မဲ့စင်နေနေတာပဲသမီးအဲ့ထဲမှာသမီးတက်တဲ့ပညာကိုအစွမ်းကုန်ပြလိုက်သမီးတက်တဲ့ပညာပြမှာပြောလိုက်သမီး Okay ကိုကိုရေကိုရမချီမငါနဲ့နော်ဟာဘာဖြစ်လာလဲဖေနောက်ပိုင်းမှာဆိုကမှကိုရေဆိုတော့နောက်ပိုင်းငိုခိုင်းတာလားနောက်ပိုင်းလည်းညီးခိုင်းပါတယ်ဆိုကမှကိုရေဆိုတာဘာလဲဆိုပွဲငါမငါပဲနေဦးမယ်တေချာလို့ပွဲငါကြိုက်အောင်နောက်ပိုင်းအညီးလေးသမီးရဲ့အညီးလေးဟုတ်ပြီရှင်နေမပူလောင်လာကြီးရဲ့ရှင်နေမပူလောင်လာကြီးရဲ့ရှင်လေးတစ်ခွက်လောက်အဲ့ဒါကိုလာလားရေကောင်းတာပူလာပါလို့ရေတောက်ချင်ပါနေနောက်ပိုင်းကိုခိုင်းနေတာနော်ဘယ်နဲ့ကြောင့်ငါလာပြီးတော့ရေတွေတောင်းနေတာတို့ဒီခါတကယ်လောက်မယ်ဝယ်ငါလွယ်ဝိုင်းမရဘူးနော်ဟုတ်ပြီငါတို့မှတစ်နှစ်လုံးမှဒီတပွဲရှိတာတော်ပြီရမယ်ရင်မခံစားရတဲ့ဖြစ်ကိုမင်းကနားမလဲဘူးငါရဲ့တရားတွေအခုထိတိုင်းရင်ထဲမှာမချက်သေးဘူးတရားတွေအခုထိရင်ထဲမှာမချက်သေးပါဘူးစားရစင်မင်းကြီးရဲ့ရှင်ရဲ့အစွဲကိုအရင်ကနေဖြတ်မတ်တက်ကခွေလဲမရဏသေးပွဲဝင်မှာဟာမလေးငါရဲ့ကြွေးချင်မထင်ပါရဲ့ဂျုံကြနေပြီဂျုံကြနေပြီ39ဖိုက်ပူကြီးလို့ဂျုံကြနေပြီဂျုံကြနေပြီ39ဖိုက်ပူကြီးလို့ဂျုံကြနေပြီဟေးဘာကြောင့်များရွှေမျက်နှာတော်ညိုအလိုမကြဖြစ်ပြီးဂျုံကြနေရတာလေဖိုက်ပူကြီးရဲ့ဘာဖိုက်ပူကြီးလားနမတော်လေးရဲ့နမတော်ငယ်မလာပါဖေအချစ်ဆိုတာပူလောင်နေမိတော်ငယ်တစ်ခုပါဖေဘယ်သူမပြုတ်မိမှုမို့စဉ်းစားကြည့်ပါယခုဖေမလေးဒီစားတော့ကြားမှုနေကလေးလိုပဲနမတော်ကြီးရဲ့မြစ်တာအေးမြတဲ့စမ်းညောင်းငယ်တစ်ခုပါဖေ928ထပ်ပိုးရင်ဟာမလေးငုံမရဲဆုခဲ့ရပါပြီဖေမောင်တို့ဘုရားဘလူမျိုးဘုရားကိုရှောက်တင်တယ်ဗျာမှန်လားပါဖေဘဝဟောင်းကစရန်စင်ကိုအခဲမကြေလို့ပလဲတွေခနေရတာပါမောင်တို့ဖေသူเจ้าမင်းဟာငိုခဲ့ဘူးတဲ့သိစင်းရဲ့ချင်းပြော၍မကုန်ကိုเจ้าမင်းဟာပျော်ရွှင်ခဲ့တဲ့စိတ်ချမ်းမြေမှုပြော၍မကုန်မင်းကြီးသားတော်သိရလားမင်းကြီးသားတော်သိပါရဲ့လားမလေးမောင်တို့မရဘူးဘယ်နဲ့ရောက်ဒီလိုစကားတွေပြောနေရတာလဲဘယ်အညို့ရဲ့အကြောင်းရွှေမြနေလို့စုံနေရတာလဲနှမတော်မောင်တို့ဖះကိုပွင့်ရလင်းကြောင်တော်ဦးတင်နေဗျပွင့်လေးပြောရမယ်ဆိုရင်တော့စရန်စင်မင်းကိုအရင်ကနေဖြတ်ရမှာကျင်းနေနိုင်ပါမယ်ဖေအောင်မလေးမစောဖះမြတ်စွာဘုရားဟာမစောလဲဖះတည်ထားတယ်ဟာကြားလို့မှမတော်မြင်လို့မှမကောင်းအရင်ကနေဖြတ်มาတော့ငုံတီတီကြီးဖြစ်နေတော့မှာပေါ့မရအောင်စရန်စင်ရဲ့အစွဲကိုအရင်ကနေမဖြတ်ရရင်နှမတော်လေးပဝင်လေးကွဲပြီးသေပွဲဝင်ရပါလိမ့်မယ်မောင်တို့ဖေလိုချင်နာယူနိုင်နဲ့ငါပဲရှိတာအကုန်လုံးတွေ့ဒါပေမဲ့မိတ်ကလေးရဲ့လမ်းခွဲတကားတော့မဆိုပါနဲ့မလေးမောင်တို့မရဘူးလက်ခွဲတကားတွေမပြောပါနဲ့လားအရှိန်ယူတာဟာမောင်တို့ဖះကိုနှမတော်လေးကခြားတာဆင်းမရဲ့အစွဲကိုရမှဖြစ်မယ်ဆိုရင်တော့မောင်တော်ဖះအာကိုအာထပြုတ်ရတဲ့မုတ်ဆိုးကြီးမြို့တုတ်တိုးကိုခေါ်ပေးမယ်ဗျာတောင်းတို့ရောနှမတော်လေးသိလည်းမသိဘဲနဲ့အစတုန်းကဒီကောင်မြို့ပေါ်မှာဒုတ်တစ်ချောင်းနဲ့လှုပ်ရှားနေတာအခုမှတော်တယ်ဝင်ပြီးသူ့ကိုယ်သူတောနှုတ်ထိုတဲ့အမေမှတ်ပုံနေတော့အစ်စ်လှုပ်ထားတယ်ဆိုပဲဟာဒီလိုဆိုရင်ဖြင့်မောင်တော်ဘုရားနှမတော်လေးဌာနအတိုင်းမုတ်ဆိုးကြီးတောနှုတ်ထိုရှေ့တော်မှာအရောက်ခါသားသည်တွင်းလိုက်မယ်ဗျဟဲတောနှုတ်ထိုမောင်ဆိုးရှေ့တော်မှာအရောက်ခါသားသည်
မလေးနေမေတော့ဘယင်းလဲသတော်ဦးတင်ထဲတာဟေး ဗျာလောကြီးသွားလို့ပါဗျာ ဟဲ့မောင်ဆိုး ဖေဟာ အခါသားနောက်ကြလှကြီးလားမောင်မင်းရဲ့ အခါသားနောက်ကြဆိုကားတွေပိတ်နေတာဦးဖေဟာ ပွဲငါရောက် မလာပါဗျာကျွန်တော်မျိုးကြီး KTV ဝင်းနေလို့နောက်ကြသွားတာပါဖေဟာ ဘာလဲပြောနေ KTV ဝင်နေတာ မှန်ပါဗျာ KTV ဝင်နေတာငါ့ကိုဘာလို့မခေါ်တာလဲငါ့ကိုဘာလို့မခေါ်တာလဲဟင်ငါ့ကိုဘာ အေး လို့ နင်းကိုခေါ်ခြင်းနဲ့လေအရင်တစ်ခါသွားတော့နင်းဖော်ကောင်လို့လို့အိမ်မှာပြဿနာတက်တယ်လေ ဟာဘယင်းကိုထား ဟဲ့ကောင်တဲ့စက်ပြတော့ဘယ်ပွဲကားကြည့်နေလဲဘယ်ရောက်တော့ ဘာမှဘယင်မလုပ်နဲ့မင်းလည်းလူရှင်တော်ငါလည်းလူရှင်တော်ခဏပွဲကားလာလို့ကပြနေရတယ် ပွဲငါလာနေတယ်ပွဲငါကျင်နေအောင်လို့အေးတောင်းတော့ထုံမုံဆိုးကြီး မဖေဟာ ဟောဒီကငါရဲ့မိဘယောင်းကြီးကနေပြီးတော့ နင်းမောက်မလို့လားဟုတ်တယ်ဗျာမိကတော့ပါရဲ့မိဖုရားနဲ့မိဖုရားနဲ့ နည်းနည်းပါတော့မမပေါ့ဟာ မိဖုရားမမောက်ခေါ် အေးငါရဲ့မိဘယားကြီးကမောင်မင်းအားရှေ့တော့မှအရောက်ခါလာသေးတယ်အမိတ်တော့နာခံလေဟာ မှန်ပါဗျာ ဟဲ့ဟဲ့ အရှိန်လုံးသွားလို့ပါဗျာ အရှိန်လုံမလုံဒီနဲ့ကိုယ့်အကိုထိန်းတာကိုယ်စီးနဲ့ကိုနေ မှန်ပါဗျာ ဟဲ့မုံဆိုး ဗျာ သင်ဒီအခုချက်ချင်းတောတဲ့ကိုသွားစရန်စင်ကိုတွေ့အောင်ရှာစရန်စင်ကိုတွေ့တာနဲ့တပြိုင်နဲ့အလုံးကိုပြတ်သွားအောင်မင်းဖြတ်ရင်ဖြတ်ဒါမှမဟုတ်ရင်မင်းငါကိုဖြတ်ဟေးအလုံးကိုပြတ်သွားအောင်မင်းဖြတ်ရင်ဖြတ်ဒါမှမဟုတ်ရင်မင်းငါကိုဖြတ်ဖြတ်စေအဆွဲ တော်သေးတယ်အစွဲကဲလို့အစွဲမကဲငါထင်တာတန်းနေတာပဲဘာလို့အစွဲပြောပါတယ်မှန်ပါဗျာကျွန်တော်မျိုးကြီးတောင်းတုံထုံမဟုတ်ဆိုသခင်မလေးအတွက်ဆိုရင်ဖြင့်ဘာပဲလုံးရလေအသက်များပြီဆုံးတော့မတုံလို့ပါလေသူလိုက်ခိုင်းကြည့်လေမဟာသမုဒ္ဒရာဖြစ်ခါမော်တော်နဲ့ကူရီကူခိုင်းလောက်ကြပါဦးချမရဘူးဟာ မင်းကိုမင်းများအိမ်မက်ဆောင်ကလာပြိုင်တယ်များအောင်းမေးနေလား သူများမော်တော်နဲ့ကူခိုင်းအောင် မလားပါဗျာကျွန်တော်မျိုးရအသက်ဆွန်ပြီးလုံးပါမယ်ဗျာ ဟဲ့တော့တော့မဆိုး ဖေဟာ မောင်တော်ဖယားအမိတ်တော့မှတ်လိုက်မယ်ကြာ မလိုက် တော့တော့ထုံမဆိုး ဖေဟာ အဲ့ဒီဟိမဝန္တာတော့ကိုမောင်မင်းအရောက်သွားပြီတော့သွားတော့ တော်တေး သွားတော့ တော်တေး သွားတော့ရှင်းရှင်းမင်းကိုပြောမယ်သွားတော့သွားတော့ရှင်းရှင်းမင်းကိုပြောမယ်သွားတော့သွားတော့ဟဲ့သွားပါဆိုဆက်ကနေသေးတယ်အမဲကြောင့်မိဘုတ်ကြီးလိမ့်တာ ဒီကံမဒီဖြတ်မကံမနဲ့ ဟာငါဘယ်ကန်နေနေရကမ်းမယ် ယောက်ျားတို့အသက်အပြင်ဘက်တယ်မတော်သေးနေအောင် အောင်မဲ မလားပါဗျာကျွန်တော်မျိုးတောင်းတုံထုံမိုးစိုးကြီးအရှင်မင်းကြီးခိုင်းစီသည်ဟိမဝင်တော် ဒီနေရာမှာလာပြီးတီလင်းညက်တာမှားမနဲ့နဲ့အမေလေးနိုင်ရရှိရပြေးသွားလိမ့်မယ် မပြေပါနဲ့ဦးမလားပါဗျာကျွန်တော်မျိုးဟိမဝင်တော်သူသွားသည့်အခါမှာအင်မနာခတ်တန်းကြားနာပါလိမ့်မယ်ဗျာ မှန်တယ်ဟာ ဒါကြောင့်ကျွန်တော်မျိုးကြီးရေအစဖီယာလေးတောက်ပြရစီဗျာ အလိုနာမတော်ကြီးရအေးတောင်းလို့ထုံးမိုးသူရလမ်းခုလက်မှာရေများစားတဲ့ခါမှာရေအစဖီယာများတောက်ဖွင့်ပေးလိုက်မယ် တောက်ရမှာပေါ့တောက်ရမှာပေါ့ ကိုင်းတောက်စေဗျာတောက်စေဗျာ မလားပါဗျာရေလေးတော့ပြီးခရီးဆက်လျှောက်လို့ညအမောင်ကြရဲ့ဗျာကျွန်တော်မျိုးကြီးတော်တယ်မရောင်းပေးနဲ့အိတ်ဆရာနေရာမရှိပါဗျာ ဒါလည်းဟုတ်ပြီလားပဲဗျာဟုတ်တာပဲ ဒါကြောင့်ကျွန်တော်မျိုးကြီးမွေမကင်းမှကြောက်ပါတဲ့ဖြင့်တဲခိုခမ်းများတွေ့လေဝင်းရောက်တဲခိုရပါလိမ့်မယ်ဗျာ ဟုတ်တာပဲဒါလည်းဟုတ်တာပဲနာမတော်ကြီးရဲ့အချိန်မတော်မှောင်ရိပ်ထဲမှာဖြင့်တွေ့ရနေရဝင်အိတ်ရင်ဖြင့်မှောင်ရိပ်ခိုမှုနဲ့မတ်တင်အောင်နေနဲ့တွေ့ပြီးပါသွားမှာဖြင့် ပတ်တရားနဲ့မတ်တင်အောင်နဲ့တော့ ငါမပြောတာဘူးကွာမင်းပြောတဲ့ရောင်ကွာ အေးပတ်တရားမှာဗျာ အေးအဲ့ဒီပတ်တင်အောင်နေနဲ့တွေ့တဲ့ခါမှာမောင်မင်းပါသွားမယ်နော်မတင်ငါမှုနဲ့ဖမ်းခံမလွယ်ဘူး မလားပါဗျာ အဲ့တော့မောင်တို့ဗျာအိတ်ဆက်နာကိုပိတ်လိုက်မယ်ဗျာ ပြေးလိုက်ပါ တဲ့ခိုကားမြအိတ်ဆက်နာခိုသေးဗျာနာခိုသေးဗျာ မလားပါဗျာအဲ့ဒီလူတဲခိုကမှအိတ်တဲ့အခါညဘက်ကျတော့မုံဆိုးသေးကြောက်တယ်ဗျာ ငါနဲ့ကွာမုံဆိုးတော်တဲ့နေပြီးတရေကြောက်တာဒီတကောင်ပဲတွေ့ဘူးဟာ အဲ့ဒီအကြောင်းမို့ကျွန်တော်မျိုးသေးကြောက်တဲ့အတွက်အဖော်များလဲခေါ်အိတ်ခွင့်ပြုပါဗျာ နာမတော်ကြီး အိတ်ခိုင်းလိုက်ပါ ဒီကောင်နေတိတ်ပြီးခွန်ရင်မပေးရဘူးခွန်ရင်ပေးတယ်လို့ယူတာပဲဟာ ဟိုရတဲ့အချိန်ယူရတာ
ကိုင်းဒီတော့လေယောက်ျားသားချင်းကိုချင်းစားပါတယ်ဗျာအိတ်စေဗျာအဖော်လေးနဲ့အိတ်စေဗျာ မှန်လားပါဗျာအဲ့ဒီလိုအဖော်လေးနဲ့အေးဒီနေ့မိုးတော့အာယုံရောက်ရင်ကိုစိတ်မချလို့စေးထိုးဖို့လေလိုပါတယ်ဗျာ မလေးအချတယ်နေအဖော်နဲ့အိမ်မှာတော့ဘာမှဆဲထိုးကြမလို့ဘူးလုံုံပြီးသား ပောက်ကျန်းနေတော့နင်းတောင်းနေပြီပါတော့ အစကနေပါကင်ရှာသူက ဟဲ့ကောင်ဗျာ ပါရီရောက်ကုန်တာလေငါဆက်ပြတ်တော့မယ်နော်ပွဲငါရှိတယ် မှန်လားပါဗျာဒါဆိုရင်ကျွန်တော်မျိုးကြီးတောင်းတော့ထုံမိုးဆိုခိမဝင်တာတော့သူသွားပါတော့မယ်ဗျာ ကြိုက်သွားသေးဗျာသွားသေးဗျာ ဖလပိုင်းဒီ မောင်မေ ဗျာ မောင်မင်းသွားတဲ့ခါမှာလမ်းခူးလက်မှာအခက်အခဲတွေရှိမယ်ဗျာ ဖေမှန်လားပါဖေအဲ့ဒီတက်တာဖေတော့ပါတော့ဖေဟိုတော်တဲ့သွားကဆင်းရှာတဲ့တရေကြောက်တက်တာကျွန်တော်ပါကွယ်မမီရဲ့ရှာပေးကွယ်တာတာဖော်လို့တဲ့ မြို့ကြီးပြကြီးမနေတဲ့တော်ရထားနေတော်ရထားနေမှာအဲ့ဒီကအစဆင်းဖြစ်ရတဲ့ကိုဘဝအခြေအနေကိုအသက်အရွယ်ငါနှစ်ကျော်10နှစ်အတွင်းဆင်ဖော်များနဲ့ကစားခဲ့ရပျော်ပျော်ရွှင်ရွှင်မမေ့နိုင်ဘူးအစင်ကိုသာတိဆင်တော်ရထားနေကိုဘဝရှေးဘဝဖုံးကန်ကြည့်လို့တာဆင်မင်းရဲ့လို့လာဖြစ်ရတယ်တော်တဲ့တောင်းတဲ့အစားအသောက်ကလည်းရှားမှအရှားမြို့ပေါ်မှာနာမည်ကြီးတဲ့ကြေးအိုးတို့ဓာန်မောက်တို့ဆိုတာလည်းတစ်ခါမှမစားဘူးဖြစ်နိုင်ရင်တော့မြို့မှာနာမည်ကြီးတဲ့မော်ဒယ်ခဲဆိုတာလေးရရင်စားကျင်တယ်ဗျာအဲ့ဆရာနေစရာကလည်းရှားပါတော်ထဲမှာနေတယ်ဆိုရင်ဟိုလူကလာလိုက်တစ်ပင်နဲ့ခုတ်သွားလိုက်ဒီလူကလာလိုက်မြေကြီးတွေတူပြီးတတ်သူတွေရှာလိုက်နဲ့ကုံပြောရရင်တော်တဲ့ကတောက်တဲ့တော့မချန်ကြပါဘူးဗျာအခုတော့ကြုံမှာဆင်မင်းရဲ့လို့ရနာမည်ကြီးရတဲ့နေစရာလဲကြဲကြဲဝုန်းဝန်းမရှိတော်ထဲမှာလက်ပတ်သွားမယ်ကြံတော့ကျုပ်ပိုင်နဲ့တော်တချမ်းနဲ့ကုမ္ပဏီချမ်းခတ်တဲ့အထက်ပါသွားပြီဗျာမရှိတော့ဘူးတော်တဲ့တောင်ထဲမှာဆင်းနေဖို့စိမ့်သိမ့်ဆိုလို့ငါပြောပင်လေးနှစ်ပင်ပဲကြံတော့တယ်တန်နိုင်ပါဘူးလေအဲ့ဒီຢာတွေမှာကျမ်းမာရမကောင်းအဆွဲတွေရလဲနားသွားတွေကကြိုက်လို့ဟိုးသွားဆရာဝင်သွားပြတော့အဆွဲတွေပိုးစားတယ်ဆိုဖြတ်ပလိုက်တာငုတ်စီပဲကြံတော့တယ်ကအဆွဲလဲရှိတော့ဘူးအဲ့ဒီຢာတွေအိမ်မက်ကလည်းမကောင်းဘူးညကအိမ်မက်ထဲမှာခေါင်းဆင်းနေတယ်ဗျဒီကောင်းပဲဆင်ရလာနေမလဲမသိပါဘူးအိမ်မက်တရားမကောင်းပါဘူးလေအလိုကြည်သားမဟုတ်ဘက်ကမဲနဲ့လာနေတာဟေးအောင်မဲလေးမီးသွေးဖုတ်တဲ့ကောင်ကြီးလားမသိပါဘူးခါမဟုတ်ဆိုဟာတကယ်ကြီးဟာတဲ့ဝါသားလေကွာငါတော်ထဲမှာတယောက်တည်းနေရတာပြင်းနေတာအဖော်မရှိလို့အေးဟာတွေ့တော့ဝါသားလေတကယ်ကြီးဟာနေကောင်းရဲ့လားနေကောင်းတာဗောတယောက်တည်းလားအေးဗောဖွန်ပေါက်တယောက်တည်းဟိုတော်ထဲပါလာလောက်တာလေဒီလိုပဲဗောကာတစ်ပင်တွေပါလေမခုံးနဲ့နော်ဘာဖြစ်လို့လို့တော်ထဲမှာတစ်ပင်ခုံးရင်တစ်ပင်ခုံးရင်ထောင်သုံးနှစ်ဟာတတော်လုံးခုံးရင်ရောတထဲဖြစ်တာပေါ့ဝါသားပြောထောင်ကြမယ်လှုပ်ဆမ်းပါကွာအေးထောင်ကြမှာတငယ်ချင်းမင်းနိုင်ငံနဲ့တွေ့ရတာတငယ်ချင်းမိတ်ဆွေဖွဲ့တယ်ဖယ်ကလေးသူစီတငယ်ငါပြောမယ်ငါတောထဲမှာနေရတာတယောက်တည်းပြင်းလာပြီမင်းရောက်လာမှာပဲဝမ်းသာရတယ်ဒါနဲ့မင်းတောထဲပါလာလောက်တာလေဟာတောထဲမှာငါဟိုစင်လာရှာတာကွာစင်လာရှာတာဘယ်စတဲ့စင်မင်းကိုလာရှာတာစတဲ့စင်မင်းလာရှာတာဟာဝမ်းသာတယ်ကွာတငယ်ချင်းအဲ့ဒါငါဟာမင်းရစင်ငါစတဲ့စင်မင်းဘယ်မနှုတ်နာမောမိုင်းနဲ့တိုက်မှာဆိုလို့နင်းမိုက်ကမလွတ်လို့နောက်ထားတာဒီမှာဩဒုက္ခပဲငါရှောင်းလင်းအောင်မေလို့နောက်ကအမီးနဲ့ဆိုတော့တကယ်ဝမ်းသာတယ်ငါစတဲ့ဆင်မေဘာလို့မလို့လဲအဲ့ဒါဆိုဝမ်းသာတယ်ကွာအဲ့တော့ငါအထူးရှာတရားမလို့တော့ဘူးအေးဘောဟာငါမင်းကိုအစွဲလားပြတ်တာဟာဝမ်းသာလိုက်တော့တကယ်မင်းနဲ့ငါနဲ့မှအခုမှတွေ့လို့အခုမှခင်းရတာပါဘောလုံးပဲလည်းမလောင်းဘူးပါဘူးချဲလည်းမလောင်းဘူးပဲနဲ့မင်းကဘယ်ဘဝဘယ်ညိုးနဲ့ငါအဆွဲတွေဖြတ်ချင်တာလဲတကယ်ချင်းရဲ့အေးကွာမင်းနဲ့ငါတကယ်ချင်းရန်ညိုးရန်စားမရှိပေမဲ့ငါတခင်မလေးကမင်းဟာမမရရင် तू မနေတတ်ဘူးတဲ့ကွာမင်းကမင်းတခင်မဘာလို့ရင်တာတော့အစွဲလေးထောက်ကြတော့မွေကိုက်မှာဆိုလို့လားကွာအချိန်မပြည့်မှာအချိန်မီမှာဆိုလို့ကွာအေးတကယ်ချင်းမင်းတခင်မလေးကနာမည်ဘယ်လိုလဲကွာစုလသူဘတာဘာဖြည်းကွာလန့်တာအောင်မလေးဆူလာသူပါတာတဲ့ဘဝဟောင်းငါမြန်နို့သူရဲ့နာ
ရက်ဆက်လိုက်တာမောင်ပေါ်မှာရက်ဆက်လိုက်လားမြန်တို့သူရဲ့ဘယ်ဘဝရန်ကျွေးနေကြောင်မင်းကောက်ချီရတာလဲမတတ်နိုင်ပါဘူးမင်းကရန်ညိုးကြိုက်ကြီးတဲ့လူမင်းကရန်ရှာခြင်းတဲ့လူကိုကမြစ်တာပွားခြင်းတဲ့လူဒါကြောင့်မလို့မင်းလေးစိတ်တိုင်းကြမင်းတဘောပါအချစ်ကလေးရဲ့ထင်တယ်လို့မလုပ်လိုက်ပါနဲ့မတားစီတာအချစ်တကူပါပဲအောင်မလေးမတားစီတာအချစ်တကူပါပဲမမလေးကွာတကယ်ကြီးဟာငါမင်းကိုကြည့်ပြီးတော့လေတနာလွန်းလွန်းမင်းကိုကြည့်ပြီးတနာလွန်းလွန်းဝမ်းသာတယ်ကတနာပြီးမဖြတ်တော့ဘူးလားဖြည်းဖြည်းချင်းမြင့်ဖြတ်မယ်မဖြတ်လို့တော့မရဘူးကွာတခင်မလေးကမင်းဆိုတော့ရောက်ယူခိုင်းတာမင်းတခင်မလေးပြောလိုက်ပါဘဝဟောင်းကရန်ညိုးတွေဘလို့ပဲအညိုးအတေးအာဃာတတွေကြီးပေမဲ့မေတ္တာတရားကအောင်နိုင်ပါတယ်ကွာအေးပါကွာအသက်ပင်သေးပေမဲ့နှလုံးသားရှင်သန်ပါတယ်ကွာအေးပါရန်ညိုးကြီးတဲ့ချစ်သူကိုပြောလိုက်ပါဘာပြောလိုက်ရတော့မှအညိုးတေးတွေမထားပါနဲ့မေတ္တာတရားတွေဆွဲဖြတ်ခံသွားတယ်ပြောလိုက်ပါနော်အေးအဲ့ဒါဆိုဖြတ်မယ်ကွာကြားရလို့ဖြတ်မယ်ကွာရော့ချက်မရိုင်းလိုက်လားဒီမှာအဆွဲပြောတာဒီလိုပြလို့အဆင်မပြေဘူးလေမင်းလေးဘက်ကုန်းပေးမှအဆင်ပြေမှာပေါ့ဘာပြောတယ်ဟုတ်လေအစဲငါတို့လေးဖြတ်ဆင်းမင်းကွာလေးဘက်တော့ပြီးစီဝါရှာတယ်မှာငါမပါဘူးဒုက္ခပဲကွာမင်းအဲ့ဒါပြောတာမဟုတ်ပါဘူးလှုပ်သားမှာကွာကြာလုံးလို့မင်းငါဆက်ရတောင်းမြန်ဖြတ်မယ်နော်ကျွာဘာလုပ်တာလဲနောက်ကရောက်တော့ရောက်ခိုင်မထူးလေကွာစင်မိလာကြည့်တာအမွေးလေးမျက်စိစင်မိလက်ဆိုလုပ်ပေးရအောင်အဆွဲကိုရင်ဖြတ်ပါအဆွဲဖြတ်ပြီးတော့နေကြိုက်တာလုပ်ပါဟာကျွာဝေတို့ရွာဝေကျွာဝေနေလုပ်ပါနာလာပြီဒီမှာရွာလိုက်အောင်ပြီးပြီရွာလိုက်အောင်ပြီးတော့ချက်ကျွာဝေခီးဟာခဏလေးတကယ်ချင်းခဏလေးမာတော့ဟာပြက်ပြီရပြီလားအောင်မလေးပြက်ပြီလားတကယ်ချင်းတေးကြပြီလားတကယ်ပြက်ပြီလားတကယ်ပြက်ပြီကွာအဲ့ဒါဆိုငါသေးပြီတော့ငါတော့တေးပြီနော်ငါတေးပြီနော်ငါတေးတော့မယ်နော်တေးတော့မယ်နော်တေးလိုက်တော့တက်တာတေးရလားတေးကြတေးပြီကွာတေးပြီတကယ်ချင်းတေးပြီကွာတေးတာမြဲအရှိတက်နေတယ်မင်းနောက်ဆုံးဘာမှအရှိတက်လို့ကောင်းတန်မြန်မာထိုင်ပေါင်လေးရရင်တထုပ်လောက်ဆွဲခဲ့သမ်းပါလို့ကဲအဲ့တော့ပြောနေကြတယ်ပြောမနေကြဘူးခြေတစ်ခါလမ်းလိုက်မယ်နန်းတော်ရောက်ရော်လဲဟဲ့မလားပါဗျာကျွန်တော်မျိုးသောနှုတ်ထုံမုတ်ဆိုးခါသားเจ้าမှာဗျာအလိုသောနှုတ်ထုံမုတ်ဆိုးဗျာဟိမဝန်တာတော့ပြန်လာပြီလားဟဲ့မလားပါဗျာငါမတော်ကြီးဗျာဗျာသောနှုတ်ထုံမုတ်ဆိုးခိုင်းလိုက်တာဗျာအစင်းပြေးလာဆိုမဲတော်ရှိပြီဗျာဟဲ့မုတ်ဆိုးဗျာအဆွဲရောပါခဲ့ရလားဟဲ့မလားပါဗျာစရံစင်မြင့်သွားပိုးစားလို့အဆွဲတွေနှုတ်ထားပါတဲ့ဗျာဒါပေသည်ကျွန်တော်မျိုးကြံသည့်ငုတ်တုံလေးအားကျွန်တော်မျိုးဖြတ်ပြီးနှုတ်ယူလာခဲ့ပါတယ်ဗျာစက်တာလန်းဒါလေးရှုသားတော်မူပါဗျာဒါလည်းအဆင်ပြေတာပါပဲဟုတ်ပါဘူးစတိုးလေးပါလေလုံမလားလို့ပါအမလေးနာမတော်ကြီးရေနာမတော်ကြီးအမလေးဒီပစ္စည်းမျိုးလေးငါကိုရောရှင်းမြတယ်လီဖုန်းထဲမှာမြင်ဘူးတယ်နေမြင်ဘူးလားဖီးချန်ဒါတီးဝဲဘာမှမဆိုင်ဘူးရှာမရှင်နဲ့ကွာဘနာနာချင်းအတူတူကဲဘာပဲရရလေအဆွဲဆိုရင်ပြီးတာပါပဲဒါနဲ့ဟိုစနန်စမင်းရမသိခင်ဘာများမှာသွားသေးလဲဟဲ့မှာသွားပါတယ်ဖေ။မှာသွားပါတယ်ဖေ။သူ့ဟာလေးတအားမဖြစ်နဲ့ပျော်ပြဲသွားမယ်။ဘာဟိုကလေးလေးစီကဆွဲယူလာလို့အဲ့ဒါပြောတာမလားဖေ။စာရမင်းကြီးကမှာသွားပါတယ်ဖေ။မင်းလေးစိတ်တိုင်းကြမင်းသဘောပါအချစ်ကလေးတဲ့ထင်းသလိုသာလှုပ်လိုက်မတားစီတာအချစ်တကူပါပဲဆိုပြီးအဆွဲဖြတ်ခံ၍ကန်တော်ကုံသွားကြောင်းပါဖေ။အမလေးမားလေးချင်းတော့မားလေးချင်းဘဝဟောင်းကကျေးဇူးရှင်ကြီးကိုပြမမိလေးချင်းတော့ဟဲ့မောင်စိုးအခုချက်ချင်းတောထဲကိုလိုက်ပို့စမ်းတောထဲကိုလိုက်ပို့ဒုက္ခပဲအခုသွားမယ်အခုလာမယ်နဲ့တာမွေနဲ့ရွှေကုန်းနိုင်တော့2 နာရီလောက်ကြာတယ်မလာပါဗျာအခုတောထဲလိုက်ပို့ဒါပဲဒီတခင်မလေးသွားလို့လေကျွန်တော်မျိုးကြီးလိုက်ဆောင်ရင်ပို့ရမယ်ဗျာပို့စေအခုချက်ချင်းပို့စမ်းတခါဆွဲပြီးသွားလိုက်မယ်တောထဲရောက်ရောဟဲ့မလာပါဗျာရှူသားတော်ဘုရားဗျာဟာလှုပ်နေတာဆေးရလှုပ်နေတယ်ခဏနေသေးပြီလားလာရင်လည်းဖုန်းလေးပါလေးဆက်ပါလားဟိုလိုင်းမမပြီးတာဘလို့ဆက်ဘလို့ဘယ်ဖုန်းမှလိုင်းမမေးဘူးဟာမလာပါဗျာအခင်မလေးဖုန်းကန်ကြောင့်အလောင်းသာကြည့်ပါဗျာဘာမှလည်းမစားဘူးတိုင်းကွာကြလို့
တဲ့ကိုကိုမို့လေဒီလိုဆိုမိတာပါတဘောကောင်းလို့နဲ့ကိုကိုမို့လေဟာမလေးဒီကဆိုလိုက် ကျွန်တော်နောက်ကကြည့်တာခင်ဗျားမင်းသမီးနောက်ပိုင်းတော်တော်ကောင်းတယ် တောင်းတောင်းကြီးရဲ့ဟဲ့ဘာစကားပြောတာ နောက်ပိုင်းအငိုးအသွမ်းကောင်းတယ် အငိုလွမ်းနေကောင်းတာ နားမယ်ဗျာဘယ်လောက်ကြာကြာ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်စင်းတွက်မယ် ဟာလို့